မျိုးတွေမင်္ဂလာပါဗျဒီနေ့ဟာ6ရက်တလပိုင်း2000နဲ့မှ26ဖြစ်ပါတယ်ဗျတပတ်လုံးတရင်နေရတော့စုံနေတာပါဗျနော်ဗင်နီဇွဲလားနဲ့ပတ်သက်ပြီးမှမြန်မာပြည်နဲ့ဟုတ်လားပြောကြတာဟုတ်ဗျမြန်မာပြည်ဗိုလ်ချုပ်တွေနဲ့ဗားနေပြောရင်ဟုတ်လားကျွင်စိတ်မပြောက်တဲ့လူတွေပေါ့နော်ကျွင်စိတ်မပြောက်တဲ့လူတွေပြေပကနေပေါ့နော်ပြောနေကြတာအများကြီးပါဗျတော်တော်များများလဲကြားပါနော်ဘလို့ဖြစ်တဲ့ညာလို့ဖြစ်တဲ့ဒီလိုမြန်မာပြည်ဒီလိုဖြစ်ရမှာဒါလိုဖြစ်ရမှာဆိုရင်မဟုတ်လားအဲ့တော့ကျွင်စိတ်မပြောက်တဲ့ဟုတ်လားကျွင်စော်နန်းနေတဲ့ပြည့်ဖြက်ဒီမင်းဒီဇွဲလားရဲ့အခြေအနေကကောင်းသွားမလားတိုးတက်လာမလားကြီးပွားသွားမလားပိုဆိုးသွားမလားဆိုတာကိုခင်ဗျားတို့စောင့်ကြည့်ကြပါဗျာနော်စောင့်ကြည့်ကြပါမြန်မာနိုင်ငံမှာနှစ်ပေါင်း100ကျော်လုံးသူ့ကျွန်းဘောကကျွန်းခံလိုက်ရတာတောင်မမှတ်ကြသေးဘူးပေါ့နော်မမှတ်ကြသေးဘူးအဲ့တော့အဲ့လိုကျွန်းစိတ်ပေါက်နေတဲ့သူတွေကိုတော်တော်များများကြည့်လိုက်လို့ရှိရင်တဘိုးတဲ့ဓမ္မတွေများတယ်တဘိုးတဲ့ဓမ္မတွေများတယ်တဘိုးတဲ့ကဘာလဲတဘိုးတဲ့ကနွားတွေပေါ့နွားတွေများတယ်နော်တဘိုးတဲ့ဓမ္မနွားတွေများတယ်တော့လေပြည်သူတွေတဘောပေါက်နားလဲစေခြင်းနဲ့ပေါ့ဗျာနော်နောက်တစ်ချက်ကတော်တော်များများဝေဖန်ရိုက်ခိုက်တိုင်နေတော်တော်များများကြားနေရတယ်ဗျနော်ဒါတော့တပတ်ဆိုရင်ပျောက်သွားတာပါပဲနော်ဒီယာယီတမတာကြီးကနေမှစီတူဘွဲတွေပေးရတဲ့ပတ်သက်ပြီးစီတူဘွဲတွေပေးရတဲ့ပတ်သက်ပြီးမှဒါဗီဒီယိုတို့ဘာကောလုံးပေါ့နော်ရိုက်တာဝိုင်းတို့ဟုတ်လားဒီဝန်သားကျော်တော်တော်များများပေးခဲ့တယ်ပေါ့ဗျာအဲ့ဒါတွေကဘာဘွဲလဲဆိုရင်တော့နိုင်ငံတော်ကိုအကျိုးပြုတဲ့ဟာတွေနိုင်ငံတော်အတွက်စွမ်းတမန်ဆောင်ရွက်တဲ့အရာတွေနိုင်ငံအတွက်တန်ဖိုးရှိတဲ့ချီးမြှောက်တဲ့သူချီးမြှောက်ထိုက်တဲ့သူကိုချီးမြှောက်လိုက်တဲ့သဘောထင်ပါတယ်ဟုတ်လားချီးမြှောက်ထိုက်တဲ့သဘောထင်ပါတယ်အဲ့တော့ခင်ဗျားတို့ဟုတ်ပြီဆိုကြပါစို့ဖွေးတွေရောအကုန်လုံးပေါ့ဗျာစီတူဝဲဟုတ်လားပြည်တီဦးတို့အိန္ဒြာကျော်စင်းတို့ဟုတ်လားအိန္ဒြာကျော်စင်းတို့ပြည်တီဦးတို့ကနိုင်ငံတော်အတွက်ဘာတွေချီးမြှောက်တယ်လဲဘာတွေစွမ်းတမန်ဆောင်ရွက်တယ်လဲအိန္ဒြာကျော်စင်းဆောင်ရွက်ခဲ့တာပေါ့ဒီတိုင်းပြည်အတွက်ခင်ဗျားတို့ကဟုတ်လားဘာတွေဆောင်ရွက်ခဲ့လဲအိန္ဒြာကျော်စင်းဆိုလို့ရှိရင်ဦးဇင်းတို့ဆေးရုံတွေမှာရေခင်းကာလမှာဒေါက်တာတွေစီရီယန်လောက်လာဆရာဝန်မတွေစီရီယန်လောက်လာနတ်စမတွေစီရီယန်လောက်လာစာရင်ကျောင်းတွေမှာ